ဟုတ်တယ်ခင်ဗျာဇော်ကနောက်ဆုံးမတော့ပါဘူးပုံစံမလို့ရမ်းတာပါဘယ်လိုရမ်းတာဇော်ကတော့ကြီးကျေလို့လေမရဘူးဟုတ်တယ်တိုက်တယ်မောလေးတဲ့ပဲအတော့တိုင်းမရဘူးခင်ဗျာတိုက်တိုင်းကြတော့လည်းမရဘူးဆိုခဲတော့တိုင်ကြီးတိုင်းရဘယ်လိုမှလည်းရဘူးတို့ရမ်းတာပါတောင်းလေးရမ်းတာပါကျတော့ဇော်ကိုပဲရပါတယ်ခင်ဗျာဟုတ်ကဲ့ဒီရတိုက်တော့မယ်တိုင်လို့ရတာပါအောင်ကျတော့ရတာပါတော့ကကြည့်အောင်အဲ့ဒီတော့တတ်သွားတယ်လို့ပြောတယ်ပြတ်တယ်အဲ့ဒီတော့လုံးကိုင်သွားချင်တယ်အခုလည်းကောင်းခုံးခုံးကြတယ်ဟုတ်ကဲ့ဘောင်းလေးဒါကြိုက်တယ်ဘောပဲကကြမ်းကြိုက်ဘောအရှိမဲ့ကတော့နောက်ကကြိုက်တယ်ဟုတ်မဲ့ကြိုက်ကြတယ်ဒီကကြိုက်ဟောဟုတ်တယ်ရတိုက်ပါလို့ဟိုးရထူတိုက်ကိုပြောပါလိမ့်အောင်ဟောတာတခုအကျိုးရကြတယ်ဟာကိုနေမှုလူရရတယ်တကယ်ရောတကယ်တော့ဘုန်းကြီးကအားရတယ်ကိုကျိုးရပါတယ်တေဟောခဏလေးညိုတော့ခဏလေးပါသူကညှိတာခဏဒီနောက်ပြန်ဟုတ်တယ်ကကိုယ်တိုင်တိုက်ကြအောင်မယ်။တိုက်နေကြပါလေအောင်မယ်။ဘလို့လဲ။ဘလို့လဲအောင်မယ်။တိုက်တော့သူများတိုက်ကြီးတယ်သူကတိုက်တော့ရနေဦးလို့ရနေဦးပါကြီးဟာလေးယောက်ရိုးမအောင်တိုက်ဦးလားဘိုးရဲ့အဲ့တော့တရားသူဝင်မအောင်ဝင်တော့တန်းစင်ပြုတန်းစင်ဝင်လိုက်ဝင်တော့သွား